တတိယကြိမ်ဘင်းစတက်စိုက်ပျိုးရေးဝန်ကြီးများအစည်းအဝေးကိုဒီနေ့မနက်ပိုင်းကနီပေါနိုင်ငံခက်တမန်ဒူမြို့မှာကျင်းပရမှာစိုက်ပျိုးရေးမွေးမြူနဲ့ဆယ်မြောင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမင်းနောင်ဦးဆောင်တဲ့မြန်မာကိုယ်စားလှယ်အဖွဲ့ကအွန်လိုင်းဖြင့်ပါဝင်တက်ရောက်ပါတယ်။အစည်းအဝေးမှာဘင်းစတက်ရဲ့စီမီစီကံများအရအေရှနိုင်ငံဖြစ်တဲ့နီပေါနိုင်ငံစိုက်ပျိုးရေးနဲ့မွေးမြူရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနဝန်ကြီးမစ္စတာရီနက်အရီကာရီကိုအစည်းအဝေးသဘာပတိဖြစ်၎င်းစိုက်ပျိုးရေးနဲ့စားရေကပူလုံရေးကဏ္ဍရဲ့ဦးဆောင်နိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံစိုက်ပျိုးရေးမွေးမြူရေးဆယ်မြောင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမင်းအောင်ကိုပူးရဲသဘာပတိဖြစ်၎င်းရွေးချယ်တင်မြှောက်ခဲ့ကြပါတယ်။အစည်းအဝေးမှာဘင်းစတက်ဖွဲ့ဝင်နိုင်ငံတည်တည်မှစိုက်ပျိုးရေးဆိုင်ရာဝန်ကြီးများကစိုက်ပျိုးရေးနဲ့စားရေကပူလုံရေးကဏ္ဍရဲ့လက်ရှိဖြစ်ပေါ်တိုးတက်မှုအခြေအနေများပေါ်မှာပြန်လည်သုံးသပ်ခြင်းရှေ့ဆက်ဆောင်ရွက်ရမယ့်လုပ်ငန်းများလမ်းညွှန်ချက်များပြုပြင်ခြင်းစိုက်ပျိုးရေးနဲ့ဆက်ဆက်ကဏ္ဍများအတွက်ပန်းတိုင်များဦးစားပေးနဲ့ကနဦးဆောင်ရွက်ရမယ့်ပူးပေါင်းဆောင်ရွက်ဆိုင်ရာလုပ်ငန်းများကိုသတ်မှတ်အတည်ပြုခြင်းဘင်းစတက်ရေလုပ်ငန်းနဲ့မွေးမြူရေးကဏ္ဍပူးပေါင်းဆောင်ရွက်ဆိုင်ရာလုပ်ငန်းအစီအစဉ်နဲ့အစည်းအဝေးရဲ့ပူးတွဲကြေညာချက်တို့ကိုအတည်ပြုခြင်းလေးချိန်မြောက်ဘင်းစတက်စိုက်ပျိုးရေးဆိုင်ရာဝန်ကြီးများအစည်းအဝေးကျင်းပမယ်နေရတဲ့နေရာတို့နဲ့ဆက်လင်းပြီးအစည်းအဝေးအစီအစဉ်အတိုင်းဆွေးနွေးဆောင်ရွက်ခဲ့ကြပါတယ်ပြည်တော်သူဝန်ကြီးဦးမင်းအောင်ကဆွေးနွေးပြောကြားရမှာဘင်းစတက်ဒေတာမှာလူဦးရေကျေးသန်း8ဘီလီယံမှီတင်းနေထိုင်ကြပြီးတူညီတဲ့ရည်ကျဲမှုဒလိထုံးတန်းနဲ့ရည်မှန်းချက်များရှိကြတဲ့ပြင်ကိုဖွံ့ဖြိုးတိုးတက်စေရေးအတွက်အရေးအမြင့်နဲ့အလားအလာကောင်းများလည်းရှိပါကြောင်းဘင်းစတက်စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုပုံမခိုင်မာလာစေရေးလုပ်ငန်းအစီအစဉ်2023-2029ရာသုတေသနနဲ့ဖွံ့ဖြိုးရေးလုပ်ငန်းများသာမကမြေစီလာကောင်းမွန်စေရေးနဲ့အရင်းမြစ်များရေရှည်တည်တံ့စေရေးအတွက်စီမံခန့်ခွဲမှုလုပ်ငန်းများကိုတိုးမြင့်ဆောင်ရွက်ရန်လိုအပ်ပါကြောင်းဒါပြင်လည်းနေပညာဖြန့်ဝေရေးနဲ့စွမ်းဆောင်ရည်မြင့်တင်ရေးလုပ်ငန်းများကိုလည်းအထောက်အပံ့ပေးရန်လိုအပ်ပါကြောင်းမြန်မာနိုင်ငံအနေနဲ့စိုက်ပျိုးရေးဆိုင်ရာထပ်ကုန်များရဲ့ကုန်သွယ်မှုနဲ့ရင်းနှီးမြှုပ်နှံမှုများကိုအထောက်အကူဖြစ်စေရအတွက်အမျိုးသားရေးပုဂ္ဂိုလ်မဟာဗျူဟာများဆိုင်ရာဆွေးနွေးပွဲကို2025ခုနှစ်ဇွန်လ18ရက်နေ့မှာအွန်လိုင်းစနစ်ဖြင့်ကျင်းပပြုလုပ်မှာဖြစ်ပါကြောင်းအထူးကိစ္စအနေနဲ့ပြောကြားလိုသည်မှာမြန်မာနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့မန္တလေးမြင်းကလေးတန်ကန်စားခဲ့ရတဲ့ပြည်သူများအတွက်စာနာစိတ်ဖြင့်ကူညီထောက်ပံ့ပေးခဲ့သောအဖွဲ့ဝင်နိုင်ငံများကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါကြောင်းပြောကြားပါတယ်။စိုက်ပျိုးရေးဆိုင်ရာဝန်ကြီးများအစည်းအဝေးကိုနှစ်နှစ်လတစ်ကြိမ်ကျင်းပရန်သဘောတူညီခဲ့ကြပြီး၄ကြိမ်မြောက်စိုက်ပျိုးရေးဆိုင်ရာဝန်ကြီးများအစည်းအဝေးကိုတည်င်းလင်္ကာနိုင်ငံကလက်ခံကျင်းပရန်ညှိနှိုင်းသဘောတူခဲ့ကြလည်းသိရပါတယ်။တတိယကြိမ်စိုက်ပျိုးရေးဆိုင်ရာအစိမ့်မြင့်အရာရှိကြီးများအစည်းအဝေးကိုလည်းဧပြီလ10ရက်နေ့ကကျင်းပခဲ့ရမှာအေရှနီဘောနိုင်ငံစိုက်ပျိုးရေးနဲ့မွေးမြူရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှအတွင်းဝင်ကအစည်းအဝေးသဘာပတိဖြစ်၎င်းဘင်းစတက်စိုက်ပျိုးရေးနဲ့စားရေကဖူလုံရေးကဏ္ဍရဲ့ဦးဆောင်နိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံစိုက်ပျိုးရေးမွေးမြူရေးနဲ့ဆယ်မြောင်းဝန်ကြီးဌာနစီမံကိန်းဦးစီးဌာနညွှန်ကြားမှုချုပ်ဒေါက်တာတန်နာကြီးကဘူးရဲသဘာပတိဖြစ်၎င်းအသီးသီးဆောင်ရွက်ခဲ့ကြပြီးအစည်းအဝေးမှာဘင်းစတက်ဖွဲ့ဝင်နိုင်ငံများကြားမှာစိုက်ပျိုးရေးရေလုပ်ငန်းနဲ့ဝင်းမြူရေးကဏ္ဍများဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်ခဲ့တဲ့လုပ်ငန်းတွေပေါ်မှာပြန်လည်သုံးသပ်ခြင်းနဲ့ရှေ့လုပ်ငန်းစဉ်များကိုအောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက်ညှိနှိုင်းဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်းလည်းသိရှိရပါတယ်ခင်ဗျာ။